ဒီမှာပန်းခန့်ထွက်နေတဲ့ဦးကကြတော့သမီးဦးပေါ့နော်အဲ့ဒါသမီးဦးအဲ့ဒါကြတော့အမေအဲ့ဒါမှနောက်တစ်ဆက်ကဒီမှာဆိုရင်အဲ့ဒီအမေကိုမွေးထားတဲ့အဖွားပေါ့အဖွားအမေသမီးဦးဆိုတာပန်းပွေးမဲ့ဦးပေါ့အဲကြတော့မြေးဖြစ်သွားပေါ့နော်သူကဒီကနေကြည့်လိုက်ရင်သူကမြေးဖြစ်သွားတယ်ဒါမဲ့ကြတော့သူ့အတွက်ကကြတော့သူကသမီးပေါ့အဲ့သမီးကနေမှပန်းအသက်ထွက်တာအမေတို့အဖွားတို့ဆိုတာမထွက်တော့ဘူးပေါ့တခါတလေအမေကလည်းထွက်နိုင်သေးတယ်လေအဲကြောင့်မို့ဆူဆောင်းရတာပါအဲ့ဒါသူတို့တွေကိုမေဦးအဖွားဦးသမီးဦးကိုအမြင့်တွေကိုပြီးသက်ညှက်လိုက်မယ်အောက်ကပိုးကောင်လေးတွေပိုးလေးတွေမပါအောင်ပေါ့ညှက်မယ်ညှက်ပြီးတော့ဒီမှာအမေဦးကိုအမေဦးသမီးဦးဖွားဦးခွဲမယ်ပေါ့နော်ဟုတ်လားဒါကြတော့သမီးဦးကြတော့လာမယ့်နှစ်အတွက်ခုကကြတော့ပန်းတော့မလားတော့ပေါ့လာမယ့်နှစ်အတွက်ပန်းရအောင်ဆိုတော့မျိုးစုဆောင်ရတာပါအဲကြတော့ဒီမှာသမီးဦးကတက်တက်အဲကြတော့ခုနကကြတော့ဒါအဖွားပေါ့ဒါကြတော့အမေပေါ့အဲသူတို့ကလည်းအတက်သေးသေးလေးတွေထွက်လာနိုင်သေးတယ်ဆိုတော့သူတို့လည်းမျိုးစုဆောင်တဲ့အနေနဲ့တနေရာမှာပုံထားလိုက်ပါမယ်နောက်ခါထပ်ပြောပြမယ်ဒီမှာလေဒီမှာပန်းထွက်မဲ့ဥကကြတော့သမီးဥပေါ့အဲ့ဒါသမီးအဲ့ဒါမှအမေအဲ့ဒါမှအဖွားအဲ့ဒါအဖွားအမေသမီးဥပေါ့သမီးမြေးပေါ့နော်အဲ့ဒါကိုကျွန်မအဲ့ဒါအမြင့်တွေညံ့မယ်ပေါ့ဒီညံ့မယ်ဟိုဒါကြတော့မရတော့ဘူးပေါ့အဲ့ပန်းရိုးတာမရတော့ဘူးသူ့ကိုဥစုဆောင်တဲ့အနေနဲ့ဒီနေရာမှာထားမယ်အဲ့ဒါအမြင့်တွေညံ့မယ်မြင့်တွေညံ့ပြီးတော့ဥကိုမထိစေနဲ့ပေါ့နော်ညက်တဲ့ခါကျရင်ဒီမှာကျတော့အမေနဲ့သမီးပဲပါတယ်အမေနဲ့သမီးနဲ့ဆိုတော့မျိုးဆက်က20ပဲပေါ့အမကျတော့ရှင်းတယ်အဲကျတော့ဒါသမီးနဲ့အမေနဲ့အဲကျတော့အမေအမေကိုဒီမှာပန်းတက်ထွက်မဲ့ဟာကျတော့သမီးပေါ့ဒါကျတော့မရတော့ဘူးပန်းမရနိုင်တော့ဘူးပေါ့နော်အဲညက်ပြလိုက်မယ်အဲကြတော့သမီးကကြတော့ပြပြဖပေါင်းလေးပေါ့အမေကကြတော့မှနည်းနည်းရှုပ်တော့နေပြီပေါ့နော်အမေကတတ်ဖယ်ထားမယ်သမီးကတော့ပန်းရဖို့အတွက်နောက်တစ်နေ့ပန်းရဖို့အတွက်မျိုးစုဆောင်တာပေါ့နော်